အားလုံးပဲမင်္ဂလာပါဒီချက်နာမည်ကတော့ဒီချက်စုရဲ့နာလို့ခေါ်ပါတယ်ဒီချက်ဒီ APLS Education ရဲ့ Strategist and Academic Director တူလည်းဖြစ်ပါတယ်ရှင်ဒီချက်ဒီနေ့မှာ APLS Education မှာရနိုင်တဲ့ program လေးတွေနဲ့ APLS Education ရဲ့အကြောင်းလေးကိုအနေငယ်ပြောပြပေးသွားပါမယ်ဆိုပထမအဦးဆုံးဒီနေ့မှာပေါ့နော်ဒီချက်တို့ APLS ဆက်စချင်းထိုးဖောက်ခဲ့တဲ့ program လေးတွေအကြောင်းနဲ့ share စာပြီးပြောပြပေးပါမယ်ပထမအဦးဆုံးအနေနဲ့ဒီချက်တို့ APLS ကိုဆက်ဖွင့်လှစ်တဲ့အချိန်မှာဒီချက်တို့ language program နေနဲ့စတင်ပြီးတော့ဖောက်ခဲ့နောက်ပိုင်းမှာဒီချက်တို့ပြင်သစ်နိုင်ငံကအဖွဲ့အစည်းပေါ့နော် Private Higher Education Institute တစ်ခုဖြစ်တဲ့ European International University EIU Paris ကနေပြီးတော့ program တွေဖြစ်တဲ့ BBA Top Up IT Top Up ပေါ့နော် IT Top Up နဲ့ MBA program တွေကိုဒီချက်တို့ပထမဦးဆုံးအနေနဲ့စတင်ပြီးတော့ဒီ education လောကတွေကိုချက်တို့စတင်ဝင်ရောက်လာခဲ့ပါတယ်ဆိုတော့အခုလက်ရှိမှာဆိုလို့ရှိရင်ဒီချက်တို့မှာကျောင်းသားဥယျာဉ်လည်းအများကြီးရှိနေပြီးတော့ဘွဲရမောင်မယ်တွေလည်းအများကြီးရှိနေပါပြီအဓိကကတော့အခုနောက်ပိုင်းမှာဒီချက်တို့BBA Top Up ပေါ့နော် BBA Top Up ပြီးသွားတာနဲ့ Top Up တက်ပြီးသွားတဲ့သူတွေဒီချက်တို့ Master Program Master of Business Administration အခုနောက်ပိုင်းမှာထပ်ပြီးတော့ဒီချက်တို့ MSIED Master ပေါ့နော် Master မှာ Education နဲ့ပတ်သက်ပြီးတက်ချင်တဲ့သူတွေအတွက်လည်း Education အတွက်လည်းရပါတယ်ပြီးတော့ရင်ဒီချက်တို့နောက်ထပ်ဒီမှာဆက်ပြီးအခုပြီးခဲ့တဲ့နှစ်ထဲကနေစပြီးတော့ doctorate program ကိုလည်းစတင်ပြီးတော့တက်ရောက်နေတဲ့ကျောင်းသားကျောင်းသူတွေလည်းရှိနေပါပြီ။ဒါလေးကတော့ဒီချက်တို့ APLS ရဲ့စပြီးတော့ run လာတဲ့တဖြည်းဖြည်းနဲ့တိုးတက်လာတဲ့အခြေအနေလေးပေါ့နော်။အခုနောက်ပိုင်းမှာလည်းဒီချက်တို့ APLS Education ကနေပြီးတော့ UK pathway တွေပြီးသွားလို့ရှိရင် overseas program တွေအတွက်လည်းဒီချက်တို့ဆက်လက်လုပ်ဆောင်လျက်ရှိပါတယ်။အခုလက်ရှိမှာဆိုလို့ရှိရင်ဒီချက်တို့UK pathway တစ်ခုဖြစ်တဲ့ ABMA ကနေပြီးတော့ overseas program တွေကိုဆက်လက်ပြီးတော့တက်ရောက်လို့ရအောင်ဒီချက်တို့ဒီ ABMA pathway ကနေပြီး level 4 level 5ဒီလိုပုံစံမျိုးတွေနဲ့ဒီချက်တို့Switzerland UK France အစရှိတဲ့နိုင်ငံတွေမှာဒီချက်တို့ကျောင်းသားတွေအနေနဲ့တွားရောက်တက်ရောက်ဖို့အတွက်ကိုလည်း UK pathway တစ်ခုကိုလည်းဒီချက်တို့ထိုးဖောက်နေပါပြီနောက်ထပ်ဒီချက်တို့ဒီကနေပြီးတော့ overseas သွားစင်တဲ့ကျောင်းသူကျောင်းသားတွေအတွက်လည်းThailand Vietnam Laos Cambodia စရှိတဲ့နိုင်ငံတွေကိုလည်းသွားချင်တယ်ဆိုလို့ရှိရင်သွားရောက်တက်ရောက်လို့ရနေပါပြီရှင်ဆိုတော့ဒီနေ့တော့ဒီချက်က APLS Education နဲ့ပတ်သက်ပြီးတော့မိတ်ဆက်ပေးတဲ့အခန်းကဏ္ဍလေးကတော့ဒီလောက်ပါပဲ။နောက်များမှာလည်းဒီချက်တို့ page မှာဒီချက်တို့အကြောင်းရဲ့လှုပ်ဆောင်နေတဲ့ activities တွေ knowledge sharing programs တွေဒီဟာတွေအကုန်လုံးကိုစဉ်ဆက်မပြတ်ဆက်လက်ပြီးတော့တင်ပေးပါမယ်ပြီးရင်ဒီချဲတို့နောက်ထပ် program အသစ်တွေလည်းကျောင်းသားကျောင်းသူတွေအတွက်ပညာရေးအခွင့်အလမ်းတွေရအောင်အများကြီးစူးစမ်းပြီးတော့ဆောင်ရွက်ပေးနေပါဦးမယ်ရှင်ကျေးဇူးပါ